ကစားသမားတွေကွင်းထဲဝင်ရောက်လာပြီဖြစ်ပါတယ်ခင်ဗျာကိုမစားခင်တွေးပူလေးချင်းငယ်လုံနေတာတော့တွေ့မြင်နေရတယ်ဗျာဘာစီလိုနာတင်းကတော့4-2-3-1ကစားကွက်နဲ့ကစားတာဖြစ်ပါတယ်ကျွန်တော် AR United ကတော့3-5-2ဆိုတဲ့ကစားကွက်နဲ့ကစားမှဖြစ်ပါခင်ဗျာအဲ့ဒီညာနှစ်ယောက်လက်ဆွဲနှုတ်ဆက်တယ်ဝက်စာပြီခင်ဗျာဝေးကန်ချက်နဲ့ကန်နေဒီမှာဖမ်းထားတယ်ညာပြောထိုးပေးလိုက်တယ်လူလူကျွတ်ကြီးကန်ပြီကိုးပြီခင်ဗျာပွဲကစားခြင်း39မိနစ်မှာဘရာဇီးတိုက်စစ်မှုရစ်ချက်လီဆန်ရဲ့ကိုးနဲ့AR United တို့ပထမဆုံးဦးဆောင်ကိုရရှိသွားပြီဖြစ်ပါတယ်ဘာစီလိုနာတင်ကတော့တိုက်စစ်မြင့်ပြီးလီယွန်ဒေါ့စကီကိုထည့်သွင်းတာတွေ့ရခင်ဗျာအိုးဂိုးပြန်ပြီခင်ဗျာလူကာကူ AR United တင်ရတွေ့ခဲ့တာဖြစ်ပါတယ်ဘာစီလိုနာတင်ကနောက်ထပ်လူစားနိုင်မှုတစ်ခုအဖြစ်ဂါဘီကိုထည့်သွင်းတာတွေ့မြင်ရတယ်ရစ်ချက်လီဆန်ပဲကန်နေကူတမဖမ်းထားတယ်ခင်ဗျာရစ်ချက်လီဆန်နေရာမှာ Rashford တော့အစားသွင်းတာတော့တွေ့မြင်နေရခင်ဗျာမက Rashford ကန်နေကိုရဖို့တော်တော်လေးနီးစပ်ခဲ့တဲ့ခွင့်ရတစ်ခုတော့တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာအားကစားဝါသနာရှင်မှုကပြီများကျွန်တော်စီကနေဆက်ကနေသိမှာပဲအာစီလိုနာအသင်းနဲ့ AR United အသင်းတို့ရဲ့ပွဲစဉ်ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ် AR United ကတော့ 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာလာရ subscribe လုပ်ခဲ့ကြပါဦး